ပြင်းထန်တဲ့လေတိုက်မှုတွေနဲ့ပြိုင်ပွဲတွေကိုမိုင်းကင်းကစားတတ်တဲ့ကမ္ဘာဖန်အတောင်ဆုံးအဝတ်စလာအကောင်းဆုံးဒုတိယလူဆိုတော့ဂုံမုတ်တွေနဲ့ပြည့်စုံတဲ့လူဟုတ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမှာတော့ဒေဗန်လာရီရဲ့အကြောင်းဖြစ်ပါတယ်ဒေဗန်လာရီဟာကနေဒါနိုင်ငံသားဖြစ်ပြီးတော့အခုလက်ရှိအရက်မောင်းတော့199စင်တီမီတာပေနဲ့ပြောရရင် 6.6 ပေရှိပါတယ်အခုနောက်ဆုံးရရှိတဲ့စိမ်းတွေရဒေဗန်လာရီရဲ့ဝိတ်ဟာ133.1 kg ရှိရဆိုပြီးသိရပါတယ်သူ့ရဲ့အသက်ဟာအခုဆိုရင်50ပြည့်နေပြီဖြစ်ပေမဲ့လေကမ္ဘာညာဘက်ရဲ့အဆင့်နဲ့နေရာမှာရှိပါတယ်။ဒေဖန်ကအဝန်းစင်ကိုအစပြုတယ်ကအခုလိုမျိုးထော်ရိုခင်ရမှုတို့အသုံးပြုခဲ့ရမဟုတ်ပါဘူး။သူဟာခုကိုစတင်အသုံးပြုပြီးတော့ဟိုင်ဟူဒေဖန်စင်ဟူတို့ရဲ့ကျန်းငယ်တူပါဒေဖန်လာရီဟာဒေဖန်စင်တမဖြစ်ပြီးတော့သူ့ရဲ့ probation ကတော်တော်ကြီးမှာပြီးပြန်ဘက်တွေအနီးနဲ့ကိုဘက်ကတာရင်တော့မှဒီရှိဆိုရင်သူ့ရဲ့ defensive ကင်းအောင်မှုကြောင့်အခက်တွေ့ပြီးချုံပစ်လိုက်ရတာများပါတယ်ကမ္ဘာချန်ပီယံဖြစ်တဲ့ချင်းဖြစ်ခဲ့ပြီးတော့ aura ရဲ့ပါကြောင့်ပြန်ဘက်တွေအနီးနဲ့ပို့ပြီးတော့အခက်တွေ့နေပါတယ်အခုလာမယ့်2လပိုင်းပြန်ဝင်မှာတော့ aggressive sorry vitally နဲ့ defensive sorry defend တို့ရဲ့လက်ဟန်တောင်းဝန်လူပွဲရှိပါတယ်အပေါ်ကိုခံမရရင်တော့ကျွန်တော်တူးတဲ့အမြင်ကတော့ vitally က60 defend က40ပါဘာသာတော့အဝတ်ပြုနိုင်မှုထင်ကြတယ်ထင်တာလေးကိုပြောခဲ့ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်